တောင်းသူရိုးရိုးတဲတဲဝင်လာကြပြီးတူးကြိတ်တာခံလိုက်ရပါတယ်။ညနေကျန်စင်အုပ်ပြန်မဲ့အချိန်မှာတန်ချင်းမလို့ပဲပြန်ကြမယ်။ရေရန်လေးထားလိုက်ခဲ့ပြီးတော့ဆီယာမတူကိုယ်တိုင်လုံးမယ်လို့ပြောတာဖြစ်တာကြောင့်ပြန်มาဖြစ်ကြောင်းပြောလိုက်ပါတယ်။လူသားဝနေရဲ့ဟေရီကိုပညာပြလိုက်ပြီးရေရန်ကတော့တန်ချင်းမလို့မီရှင်မပြန်ရဘူးလို့ပြောနေခဲ့ပြီးအကုန်လုံးအစားဆုံးတန်ချင်းလောက်ခိုင်းပါတယ်။ရေရလည်းညနေဘက်မှာနာယူနေတဲ့အချိန်မှာပါချီရောက်လာခဲ့ပြီးတော့ရှင်နေကိုစောင့်ကြည့်တာဘာတူတဲ့မေးပါတယ်။ကျောင်းသူတွေကိုထိန်းသိမ်းရအဆင်ပြေဆိုပေမဲ့ဆီယာမကျောင်းကတော့အကြမ်းမှုကြောင့်နေတဲ့အကြောင်းသူပြခဲ့ပြီးဝါကျင်နဲ့တခါတော့သူတွေးဆောင်ချင်မယ်လို့ပြောပါတယ်။ပြီးတော့လက်ရှိဖြစ်နေတဲ့ social media မှာဆီယာမရေကိုပို့ချပြီးရေးထားတဲ့သတင်းချက်လက်တွေကောလုံးကို AN ကိုစုကိုင်းထားခဲ့ပါတယ်။ AN ကတော့ပုံဝမ်းကိုရှာပရရနိုင်တာမလို့ဖုန်းဝမ်းကိုပဲတာဝန်ပေးလိုက်ခဲ့ပြီးတော့ဆီယာမကျောင်းပို့ချထားတဲ့သတင်းတွေကောလုံးကိုလိုင်းပေါ်မှာအကုန်ရှာပြီး data စုကိုင်းထားခဲ့ပါတယ်။နောက်ရမှာရလာတဲ့ data ချက်လက်တွေကောလုံးယူထားပြီးနောက်ဖို့ဆီယာမတွေကိုပို့ချရေးထားတဲ့အရာလုပ်မယ်ဆိုရင်လိုင်းပေါ်မှာလည်းဥပဒေအရရှေ့ယူဆောင်ရွက်သွားမယ်ဆိုပြီးတခါလုံးပြောခဲ့ပါတယ်။ကျောင်းသူတွေကတော့သူတို့ရဲ့ကိုယ်ပိုင်လူမှုခွင့်ရကိုဝင်ပြီးစစ်ဆေးတာရောလူမှုခွင့်ရေးရှိုးရမကြောက်ဘူးလားဆိုပြီးတော့မေးပါတယ်။အန်ကတော့ပညာရေးဖွဲ့စည်းရဲ့ဥပဒေပုံမှန်တိကျတဲ့ကျောင်းသားတွေမဟုတ်တာလို့ရင်လုံပိုင်စစ်ဆေးခွင့်ရှိကြောင်းပြောမှကောင်းလုံးစက်ပေကုန်ပါတယ်။အန်ကတော့လောလောဆယ်ဆီယာမကျောင်းကိုအပြစ်ပြောပြီးတော့တင်ထားတဲ့သူတွေအကောင်လုံးကိုတယောက်မကြံခေါ်လာခဲ့ပြီးတော့လေးချင်းခွဲထဲမှာလေးချင်းရေးလုပ်ခိုင်းပါတယ်။နဲကြတော့ကျောင်းသူတွေလည်းစိတ်ညစ်လာခဲ့ကြပြီးတော့ပညာရေးဖွဲ့စည်းကူးလို့လှုပ်လာတာကိုတော်တော်လေးစိတ်ညစ်လာကြပါတယ်။ဖွဲ့ရကျောင်းသူတယောက်ကတော့အခုလိုပညာရေးဖွဲ့စည်းကြောင်းလာပြီးရဲ့ကတမ်းမိုင်ဆရာကျောင်းဖြစ်ရမှာမဟုတ်ပဲသိတာပေါ့အရှင်တော့တမ်းမိုင်ဆရာတည်ဆုံးသွားတဲ့ကိစ္စလားဆိုပြီးပြောနေကြပါတယ်။ပြီးတော့တမ်းမိုင်ဆရာကလည်းဘဲလူရှာတွေမလုံးတော့ပါဘူးဆိုပြီးဟန်ရီကပဲမဟုတ်ပဲလျှောက်ပြောနေတာဖြစ်နိုင်လားဆိုပြီးပြောနေကြတော့ဟန်ရီရောက်လာခဲ့ပါတယ်။ဟန်ရီကတော့ကျောင်းသူတွေကြားရဲ့ပြဿနာတချို့ရဲ့သူ့ရဲ့လိန်နီပေါ်သွားမှပြဿနာကိုစိုးရိမ်လာတဲ့အတွက်ကြောင့်မလို့ဆီယာမကျောင်းကိုဒီရက်ပို့ပြီးကန်တယ်ဖို့အတွက်အသုံးချဖို့လုပ်ပါတယ်။ဆီယာမကျောင်းပါတယ်သူ့ကိုလိုင်းမော်လာတည်တင်ပြောဆိုလာတာဒီပုံမှုများလာတဲ့အတွက်ကြောင့်မလို့ကျောင်းသားဖို့ပါစိတ်ကူးလိုက်ပါတယ်။ဒါကြောင့်မို့ကျူရှင်ကိုသွားခဲ့ပြီးတော့ကျောင်းသားရှင်ပါရဲ့ဆိုရဲကျောင်းတော့ပြောခဲ့ပြီးတငယ်ချင်းဖြစ်သူကတော့ကျူရှင်နဲ့ကျောင်းအသိမခွာပဲဒီကျူရှင်ပါလေအဲ့ကျောင်းသားရဲ့ရှိနေရမလို့အစင်မကီတဲ့ကျောင်းပြောခဲ့ပြီးတော့ဒါတစ်ခေါက်မှလာခဲ့ဖို့ပြောလိုက်ပါတယ်။နောက်ရမှာထူးထူးဆန်းဆန်းပဲဆီယာမစီကိုရောက်လာခဲ့တဲ့ Harry တယောက်ကတော့စာရီလာမီသွားတာကြောင့်မလို့ခေါလုံးထူးဆန်းနေခဲ့ကြပါတယ်။ညပိုင်းတန်းနေမှာပါတယ်အားလုံးကတော်လာခဲ့ပြီးတော့စာရီတင်လင်းလိုက်ပြောကြတယ်ပျော်ပျော်ရွှင်ရွှင်ဖြစ်လာတဲ့အတွက်ကြောင့်မလို့ဆီယာမကြောင့်လည်းနည်းနည်းတော့စိတ်ရပြီးလို့ကြွေခဲ့ပါတယ်အားလုံးကအရှင်ကတက်ပေါ်ပေါ်ကြီးဖြစ်လာတဲ့အတွက်ရှားအားလုံးကောင်းလဲသွားပြီလို့ထင်ရလောက်ထီကိုဖြစ်လာပါတယ်ဒါပေမဲ့အန်ကတော့ဆီယာမကိုအရှုံးမလွယ်ဘူးထပ်ပြောလိုက်ခဲ့ပြီးဆက်ချင်းပြောင်းလဲသွားတာတွေကတခုခုချန်စီတာဖြစ်နိုင်ကြောင်းပြောပြပါတယ်ဆီယာမကြောင့်လည်းသူရိမ့်မိရဲ့လို့ပြောပြခဲ့ပြီးဒါပေမဲ့ပညာရေးဖွဲ့စည်းရောက်လာကြတဲ့ကပြောင်းလဲလာတဲ့ပေါ်ကိုကျင်းနေပါရဲဆိုပြီးတော့ခြေသူတင်နေပါတယ်။ကျောင်းပြန်သွားတဲ့လမ်းမှာတော့ဆီယာမနောက်ကိုဟယ်ရီလိုက်လာခဲ့ပြီးတော့ရှင်ကြီးကဖြစ်ခဲ့တာရဲ့အတွက်ရုတ်တရက်တောင်းပန်လာခဲ့ပါတယ်။ပြီးတော့ဆီယာမပေါ်အရန်ခင်တယ်လို့ပြောလိုက်ခဲ့ပြီးတော့အဖြစ်ခဲ့တာရဲ့အတွက်လမ်းလင်ပြီးတော့ပြောပေးချင်တာမလို့နောက်ရက်မှာပညာရေးဖွဲ့စည်းကိုလည်းအားလုံးအဆင်ပြေပြီးလို့ပြောခိုင်းလိုက်ပြီးဆီယာမကိုလည်းလိုက်လွှင့်မှုပြောလိုက်ပါတယ်။နောက်ရက်မှာတော့ဝါချင်တီကဆီယာမကိုခေါ်ကြည့်ခဲ့ပြီးတော့ခုချိန်ကဆုံးသက်ဖို့ချိန်ဖြစ်တာကြောင့်မလို့ဆီယာမအနေနဲ့အကုန်လုံးပြောပြဖို့အတွက်တောင်းဆိုပါတယ်။ဆီယာမကြောင့်ကတော့တူရင်ဆိုင်နေရတဲ့ပြဿနာတွေခေါ်လုံးကိုဝါချင်ကိုပြောပြခဲ့ပြီးတော့သူကိုယ်တိုင်ဟယ်ရီဖုန်းလိုက်တာနဲ့တုံရီပြီးကြောင်းလိုက်နေကြောင်းပြပြပါတယ်။ဝါချင်ကတော့လူငယ်ကိုလူကြီးရဲ့ကြောက်နေရမယ်ဆိုရင်ဘယ်တော့မှလူဝဲစီကကောင်းလာမှာမဟုတ်ကြောင်းပြပြခဲ့ပြီးသူ့စနေကရုံးရဲ့စကားတွေကိုပြပြပါတယ်။ဆီယာမကြောင့်ရဲ့ဘာမှလုပ်ခြင်းမရှိတော့ပဲသူကိုယ်တိုင်လည်းကျမ်းမိုက်ဆရာလိုမျိုးအဆုံးသတ်သွားရင်ကောင်းမှာပဲလို့တွေးနေပြီးပါတယ်။ပါချင်းကတော့သူ့ရဲ့ဇနီးဖြစ်သူကဆရာမတယောက်ဖြစ်ခဲ့ဘူးပြီးတော့သူတင်ပြီးရဲ့အကြောင်းသာပြန်တက်တာခံလိုက်ရကြောင်းပြောပြလိုက်ပါတယ်။အရင်ကဆိုရင်ပါချင်းနဲ့ကာယုံတို့ကရှောင်းရှိခဲ့ကြပြီးမေလာဆောင်တဲ့ချိန်မှာလည်းအပျော်ဆုံးချိန်ကိုပိုင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ရုတ်တရက်ကန်ညမှာစကူတူဖြစ်လာတဲ့အတွက်ကြောင့်မလို့သူရှိရတဲ့ဇနီးတဲ့ကိုနောက်ဆုံးမှဆုံးရှုံးလိုက်ရတာပါ။ဒါကြောင့်မို့ကျောင်းသားကိုဆီယာကကြားရတဲ့ဆိုရင်ရှားရမရှိအောင်သူတို့ကိုယ်တိုင်ပြန်ပြီးဖွဲ့စည်းလိုက်ပြီးတော့ပညာရေးဖွဲ့စည်းကလုံလိုက်တာဖြစ်ကြောင်းပြပါတယ်။အခုလက်ရှိပြောပြနေရတာဆီယာမအထွတ်မဟုတ်ဘဲနဲ့ဆီယာမတင်ပြီးရဲ့ကျောင်းသားတွေကိုတန်ငယ်ကြီးဖို့အတွက်ကိုပြောလိုက်တာပါ။ပါချင်းတို့လာတာကလည်းအတမ်းမိုက်ဆီယာရဲ့ကိစ္စကြောင့်မဟုတ်ပဲဆီယာမတို့စိုးရင်ပူပန်တဲ့သူရှိရမလို့တိုင်းသားကြီးရောက်လာလို့လာခဲ့ရဖြစ်ကြောင်းပြောပြပါတယ်။တိုင်းသားပူရဲ့သူတွေရတယ်တခြားသူတွေမဟုတ်ကြပဲနဲ့ဆီယာမကိုတိတ်ချကြတဲ့အတန်းရဲ့ချူကလေးတွေဖြစ်ကြောင်းပြောပြခဲ့ပြီးသူတို့ကဟယ်ရီကိုကြောက်လို့တာနေနေရပါမယ်အမှန်တရားကိုဖော်ထုတ်စီခြင်းနေကြတာပါ
ဒါကြောင့်မို့ဆီယာမကိုရှိတဲ့ကလေးရဲ့အတွက်ပဲအကောင်းဆုံးတန်ပါပြီးတော့ဆုံးဖြတ်ပြီးပါလို့နောက်ဆုံးမှတောင်းဆိုလိုက်ပါတယ်။နောက်ရက်မှာတော့ဆီယာမကြောင့်လည်းအရင်ကကြောက်ရွံ့နေတဲ့ပုံစံမဟုတ်တော့ပဲခတ်တင်နေမဲ့ခံတဲ့ကိုဝင်လာခဲ့ပြီးတင်မုံကပုတ်စာပုတ်ရှိလိုက်ပါတယ်။ဟယ်ရီစီတွားခဲ့ပြီးတော့ပုတ်စာကိုချက်ချင်းထွက်တောက်ခိုင်းပေမဲ့ကတ်တက်လုံးနေတဲ့အတွက်ကြောင့်မလို့ဆွဲခေါ်သွားပြီးတော့ပုတ်စာကိုထွက်ခိုင်းပါတယ်။ဟယ်ရီကတော့လုံးဝမထွက်နိုင်ဘူးလို့ပြောတဲ့အချိန်မှာမထွက်နိုင်မရှင်အတိုင်းချိန်မပြီးဘူးလို့ပြောခဲ့ပြီးဆရာတုံးနဲ့တုံးနေရလိုက်ခဲ့ပါတယ်။ပြားလူကြီးပါအောင်ကုန်ဖြစ်ကုန်ကြပြီးတော့ဆရာမကိုထူးဆန်းစွာပဲဝိုင်းကြည့်နေကြပါတယ်။ဆရာမကြောင့်လည်းဘတော်မရှင်းချိုင်းနေတဲ့အတွက်ကြောင့်မလို့ဟယ်ရီလိန်နောက်ဆုံးမှာတော့ပုတ်စာကိုထွက်လိုက်ခဲ့ပြီးအတန်းပြီးရဲ့အချိန်မှာထွက်သွားခဲ့ပါတယ်။ဆရာမကြောင့်ပြောင်းလဲသွားတဲ့ပုံစံကိုကြည့်ပြီးတော့အင်တယောက်ကတော့ရောင်းသဘောကျနေခဲ့ပြီးအခုပုံစံကအစမ်းမိုက်တဲ့ဆိုပြီးနောက်ပြောပါတယ်။ညဘက်မှာတော့ဖြေခဲ့တဲ့ပြဿနာတွေရဲ့အတွက်ဟယ်ရီလေးဆီယာမကိုပူပြီးတော့ရောဆွဲချီတာပို့စီတင်မယ်လို့လုပ်ခဲ့ပေမဲ့ဘာပို့စတင်မရပဲဖြစ်နေပါတယ်။တကယ်တော့တစ်ဖက်မှာဘုံကုန်းကလည်းတာမန်ကောင်မဟုတ်ဘဲနဲ့နိုင်ငံရဲ့အကြီးတန်းကစိုက်ဘာကျွမ်းကျင်တဲ့ဟက်ကာတယောက်ဖြစ်နေရကြောင်းတစ်ဖက်ကအကောင့်ထိန်းချုပ်ထားပါတယ်။ဟယ်ရီရဲ့ရှင်တော်ပို့စီရဲ့ကော်လောင်းကိုလည်းအစဆုံးခက်ချခဲ့ပြီးတော့ဟယ်ရီတယောက်ကတော့အတမိုင်ဆရာကိစ္စမှာအထင်လွဲအောင်လုပ်ထားတဲ့သူ့ဘာသာရိုက်ထားတဲ့ဗီဒီယိုကိုတစ်ဖက်ကဘုံကွမ်းတို့ကလည်းကောက်တင်လိုက်ပါတယ်။အကောင့်တစ်ခုလုံးအဲ့ဒီဗီဒီယိုတစ်ခုပဲပေါက်သွားခဲ့ပြီးဟယ်ရီရဲ့လိန်ညာကြီးပေါ်သွားခဲ့ပြီးတော့အကောင့်လုံးရှိသမျှပြိတ္တတဲ့ကော်လုံးလည်းဝိုင်းစရာခံလိုက်ရပြီးဟယ်ရီကြောက်ကောင်းမဖော်နိုင်ဖြစ်သွားခဲ့ပါတယ်။ဟယ်ရီကတော့ရပင်းချင်းမှာပဲဆီယာမစီသွားခဲ့ပြီးတော့ဆီယာမကိုကြားတဲ့ထိုးဖို့လုပ်ပါတယ်။ဆက်ရှင်မဲ့ရောင်းရင်ဆိုင်ကတည်းဖြစ်ကုန်ပြီးဆီယာမတို့ချမဲ့အချိန်မှာတော့ဝါချင်းရောက်လာခဲ့ပြီးလှမ်းခဲ့လိုက်တာကြောင့်ဝါချင်းအောက်ကပြုတ်ကျသွားခဲ့ပြီးကားပေါ်ကိုကျသွားခဲ့ပါတယ်။အပေါ်မှာချန်နေရဲ့ဟယ်ရီကိုတော့အင်ယန်နဲ့တိုက်ခိုက်နေခဲ့ကြပြီးအင်ယန်ကတော့ထိုးရဲ့တာအိုတော်မှာလက်နဲ့ကင်ပြီးတော့ပြန်လို့ဖို့လုပ်ပါတယ်။နောက်ဆုံးမှာတော့ဟယ်ရီတီကလက်ချသွားခဲ့ပြီးရင်နောက်ပိုင်းမှာတွေးထွက်နေရဲ့အင်ယန်ကိုတော့ဘုံဝမ်းနဲ့တော်တော်လေးစိတ်ပူသွားခဲ့ပြီးလက်ကိုပတ်ပြီးစီပြီးချခဲ့ပါတယ်။အောက်ကိုကျသွားရဲ့ဝါချင်းကိုတော့လေ့ကျင့်ရေးမှာတောင်ပေါ်ပြုတ်ကျတာတော့မနာရင်းနဲ့ထားလို့ရပြီဆိုပြီးတော့အင်အားလင်းပြောတဲ့အချိန်မှာတော့ပြန်ထလာခဲ့ပြီးခေါင်းကတော့သွေးထွက်သွားခဲ့ပါတယ်။ဒီနေ့လို့ခတော်ကြီးချောင်းလန်သွားတဲ့ပုံဝမ်းတစ်ကောင်ကတော့မိလဲသွားခဲ့ပြီးတော့ဆ iam မကတော့ကိုယ့်တက်ကိုမနှံ့ညောဦးလားဆိုပြီးတော့ပြောပါတယ်။ပါကျင်ကတော့သူပြောခဲ့ဘူးသလိုပဲကာဝယ်ပြီးမယ်လို့ပြောရခဲ့တာကိုအဆုံးထိကာဝယ်ပြီးမယ်လို့ပြောလိုက်ပါတယ်။တပတ်မှာကတော့ဝင်ကြီးတွေရောက်တယ်သူတို့တွေလောက်ခဲ့တဲ့ရှာတွေကိုကော်လုံးတင်ပြခဲ့ပြီးတော့အကောလုံးအစင်တွေသွားပြီးဖြစ်ကြဖို့တရင်သာချင်းလင်းပဲလုပ်ပြီးခဲ့ပါတယ်။ဒါတို့တစ်ပတ်ကအမတ်ကိုယ်စားလှယ်ကမချီနဲ့တာရှိနေခဲ့ပြီးဒီဘွဲ့စည်းကိုဖျက်သိမ်းခြင်းနေခဲ့တာပါ။ဒါကြောင့်မို့အမတ်ကိုယ်စားလှယ်ကလည်းဝင်ကြီးနဲ့ဝါကျင်တို့ကအရင်တုန်းကတည်ဆုံသွားခဲ့တဲ့ဆီယာမတရားမလို့ဒီဘွဲ့စည်းကိုဖွဲ့ခဲ့ရဖြစ်ကြောင်းပြောပါတယ်။ပြီးတော့တည်ဆုံသွားတဲ့ဆီယာမကလည်းဝင်ကြီးရဲ့သမီးတစ်ယောက်ဖြစ်ပြီးဝါချင်းရဲ့မိန်းမဖြစ်တာကြောင့်မလို့သူတို့ရဲ့ကိုကြီးကိုရာကိစ္စကြောင့်မလို့ဒီဖွဲ့စည်းကိုဆက်လုပ်နေပြီးကိုကြီးကိုရာကိုနိုင်ငံရေးထဲမှာထည့်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်မလို့မဖြစ်စင်ကြောင်းတရင်နာချင်းလင်းပွဲမှာပြောနေပါတယ်။ဂျီယိုနဲ့ဂျီပိုင်းတွေကပြီးသွားခဲ့ပြီးနောက်ပိုင်းမှာဘဲကြောင်ဘလို့သွားပြီးတော့ပညာပေးမယ်ဆိုလဲဆိုတာအားလုံးအဆောင်ကြည့်ဖို့အတွက်ပြောရင်းနဲ့နောက်ပိုင်းကြည့်မယ်ဆိုရင်တော့ yes ဆိုမှန်ခဲ့ပြီပါ။